999ရက်ရှိသွားပြီငါဒီမှာပိတ်လောင်ခံထားရတာ999ရက်ရှိသွားပြီတယောက်ယောက်ငါ့ကိုလာကဲထုတ်ပေးပါခိုးမိန်းကလေးဘာတော့ငိုနေပြန်ပြီလဲငါနောက်ထပ်မလုပ်တော့ပါဘူးနာရီစာငါ့ကိုကဲပါဦးနာရီစာငါသတင်းမိသွားလားလိုင်းကလည်းကျန်းလိုက်တာဒါပေမဲ့ငါအခုပဲသူ့ကိုသွားကြည့်ရမယ်ဒါကတော့နရစာပါတိတ်တော်ရဲ့ဆုံးမပြိုလေးပေါ့ပျောက်ဆုံးနေတဲ့သူ့ရဲ့အမောက်ကိုကဲဖို့သွားတဲ့လမ်းခီးမှာပါသူ့အမဘယ်လာထရစ်ကကဘာမှာတိတ်ဆုံးမှုအများဆုံးစီးရီးယားထောင်ထဲမှာအကျဉ်းကျနေတာပါတော်ရနရီစာမြေကျင်းစာတဲ့ပင်လေးကိုဖျက်ချော်ခဲ့ပြီလရတစ်ကဒီမှာတကယ်ပဲရှိနေခဲ့ရတာဝင်ပေါက်လုံးဝမရှိပါဘူးဒါကြောင့်နရီစာကဝက်ယူလာတဲ့မော်ထုတ်တန်နဲ့မြင်ကွင်းကိုပြောင်းလဲပြီးစီရီးယားထောင်ထဲကိုတတိကြီးကြီးနဲ့ဝင်သွားခဲ့ပါတယ်ဝင်ပေါက်ရန်နေရမှာထောင်ချောက်တွေနဲ့ပြည့်နေပြီးခြေတလန်းမှားတာနဲ့သူ့အသက်ကိုပေးရမှာပဲဖြစ်ပါတယ်ဒါပေမဲ့တိတ်တော်ရဲ့စွမ်းမလေးနရီစာကဒီထောင်ချောက်တွေကိုအလွယ်တကူပဲကြော်ဖြတ်နိုင်နေလေဒါသူ့ရဲ့အမတ်တင်ကြီးတာပဲသူ့အသက်ရှင်နေသေးတယ်နရီစာကခက်မြက်မြက်ပဲခြေရခံပြီးလိုက်သွားခဲ့ပါတယ်တီးသန့်ထောင်အခန်းတွေစီကိုရောက်တဲ့အထိပါပဲအထဲမှာသူ့ရဲ့အမောက်ကိုသူတွေးလိုက်ရတယ်လေဘယ်လာထရစ်ကလင်းတို့တွေကြွတ်တွေပြေးလာနေတဲ့ကြားမှာအယူလိုပဲထိုင်ပြီးရှိနေခဲ့ပါတယ်ဘယ်လာထရစ်တကယ်ပဲနေလားနောက်ထပ်မဖိတ်ခေါ်ထားတဲ့ဧည့်သည်လားအော်နာရီစာဟုတ်တယ်မလားဟုတ်သားပဲအိုးဘုရားသခင်နဲ့လိုမင်းကလေးငယ်လေးအတွက်ဒီမှာနေရာမရှိဘူးဘယ်လာထရစ်ကထူးဆန်းတဲ့အပြုအမူတွေကြောင့်နရီစာစွန့်အားသွားခဲ့ပါတယ်ဒါပေမဲ့ကျေလောင်နဲ့ကျူးကျော်ဝင်ရောက်မှုအချက်ပေးတဲ့ထွက်ပေါ်လာခဲ့တယ်လေဟေးငါ့ကိုလှစမ်းမင်းကဘယ်သူကလာခေါ်ခိုင်းလို့လဲနင်ငါ့ကိုကယ်စရာမလိုဘူးထွက်သွားဒီတခါတော့ငါနေ့ကိုအဆုံးရှုံးမခံနိုင်ဘူးပြေးထောင်ဆောင်တွေကသူတို့နောက်ကိုအပြေးလိုက်လာခဲ့ကြပါတယ်ဘယ်လာထရစ်ကိုမော်လက်ထိတ်နဲ့လှမ်းပစ်လိုက်တဲ့အချိန်မှာမထင်မှတ်ပဲညီမနှစ်ယောက်ကိုတွဲချိတ်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်လေနေရအနှံ့မှာရှိနေတဲ့အဆောင်တွေကိုလွတ်အောင်ရှောင်ရင်ဇင်းညံတလျှောက်သူတို့ပွိပွိပြေးနေခဲ့ရပါတယ်အနောက်ကနေလည်းတေစီနိုင်လောက်တဲ့မော်လက်နဲ့တွေနဲ့ပြစ်နေခဲ့တယ်လေကျိန်စာတဲ့လက်ထိတ်ကြောင့်သူတို့အချင်းချင်းတိုက်မိပြီးလဲကျသွားခဲ့ပါတယ်သူတို့ဟန်ချင်းညီညီပြန်ထနိုင်မှုအချိန်ယူခဲ့ရပါတယ်နောက်တစ်ဆင့်ကိုတက်ရောက်တဲ့အချိန်မှာထောင်သားတစ်ယောက်ကနရီစာကိုရုတ်တရက်လှမ်းဆွဲလိုက်ပါတယ်ဒါပေမဲ့သူ့ကိုတန်ကြိုးနဲ့ခြိထားတယ်လေကျဲလောင်တဲ့တန်ကြိုးအတန်ကြောင့်ထောင်သားတွေရဲ့မျက်လုံးကမိန်းကလေးနှစ်ယောက်စီကိုရှောင်သွားခဲ့ပါတယ်ကြောက်မက်ဖွယ်မျက်နှာထားကြောင့်အားလုံးကနောက်ကိုပြန်ဆုတ်သွားခဲ့ကြပါတယ်သူတို့ဘာဖြစ်လို့ငါတို့အဲ့လိုကြည့်နေရလဲမင်းမသိဘူးလားမင်းနောက်မှာရက်နေတာရုံးနေတဲ့ဆုံးပါပဲသူလည်းဝေးနေမဟုတ်ပါဘူးရှင်တို့မားနေပြီကျမအဲ့လိုလူမျိုးလုံးဝမဟုတ်ဘူးသူကမော်အစောကိုဆက်တော့ဖို့တရှိရနဲ့ကစားပြီးတရွာလုံးပချီကားချက်အဖြစ်နဲ့ပြောင်းလဲပြစ်ခဲ့တဲ့သူပဲရစ်စတဲ့မိတ်ဆောင်မငေါမိတော်စုကိုပြန်ပြီးသူငေါမိတော်စုကိုထိခိုက်ခဲ့တယ်မဟုတ်ဘူးဒါမဖြစ်နိုင်ဘူးဘယ်လာထရစ်ကဘာကုန်းမှခယူမဆိုင်ပဲအေးဆက်ဆက်အပြုံးတွေနဲ့သူ့ကိုပြောဆိုနေတဲ့ထောင်သားတွေကိုစိုက်ကြည့်လိုက်ပါတယ်စင်ဂျင်ညာနေတဲ့ထောင်သားကဘယ်လာထရစ်ကိုလက်တုံပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့သူမကမီးကိုလုံးနဲ့ပြန်ပြီးပစ်ခတ်လိုက်တာကြောင့်ထောင်သားရဲ့ခန္ဓာကိုယ်ကပုံပြက်ပြီးနာကျင်လုံးလို့လူးလိမ့်နေခဲ့ရပါတယ်နေကငါတစ်ချိန်ကသိခဲ့တယ်ငါအမှမဟုတ်တော့ဘူးဒီလူစကားသိမ့်များတယ်နင်ထောင်ကျင်သားရအောင်လှုပ်ထားအငယ်လေးဘယ်လာထရစ်ကနောက်ထပ်မော်အစွန်းတွေကိုအသုံးဖို့ပြင်ဆင်နေချိန်မှာပဲနရီစာကမော်ထုတ်တံကိုချစ်ချင်းဆွဲထုတ်ပြီးသူ့ကိုတားလိုက်ပါတယ်ဘယ်လာထရစ်ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့အညှို့တေးကြီးတဲ့ထောင်သားတွေကဒါကိုအခွင့်ကောင်းယူပြီးညီမနှစ်ယောက်ကိုဖမ်းချုပ်ကအဆုံးအစမရှိတဲ့တွင်းကြီးတွေကိုပစ်ချလိုက်ပါတော့တယ်ယူနေတဲ့ဆုံးမကိုဖမ်းပြီးပြီဟေးအခုငါတို့ချစ်တဲ့သူတွေအတွက်လက်တုံပြန်ဖို့အခွင့်အရေးပဲသူတို့ငရဲတွင်းနဲ့ပစ်ချပြစ်နရီစာပြန်တတိရလာတဲ့အချိန်မှာသူ့အမဘယ်လာထရစ်နဲ့အတူရှိနေသေးတာကိုသူတွေးလိုက်ရတဲ့အချိန်သူလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့သူ့လက်ထိတ်ကိုဖွင့်မရခဲ့ပါဘူးRelis Sorolia အမငါတို့ဒါကိုဖွင့်လို့ရမယ့်ခါတာရှိလားစီရီယာထောင်ကလက်ထိတ်တွေကိုထောင်ဆောင်တွေမှာရှိတဲ့တော့နေပဲဖွင့်လို့ရတာနင်တောင်ဖွင့်ကျင်နေဆိုရင်နီလာတစ်ခုတော့ရှိမယ်နင်အဲ့ဒါကိုလုပ်ချင်တာသိကြလား
တရားမှစကားမပြောတော့ပဲသူတို့ငြိမ်သက်စွာထွက်လန်းကိုရှာခဲ့ကြပါတယ်ရှုပ်တရဲ့မြေကြီးကတုန်ခါလာပြီးကြောက်ပြားတွေကွဲအကသူတို့လည်းအောက်ကိုပြုတ်ကျလို့နေပါဖြစ်နေခဲ့ပါတယ်နယ်ရီဆာကမော့အစွမ်းနဲ့ပြန်နေတဲ့ကြောက်တုံးတွေကိုဖယ်ရှားဖို့ကြိုးစားပေမဲ့သူတို့ရက်နေတဲ့အောက်ကကျမ်းမြေကွဲအပ်သွားပြီးနှစ်ယောက်စလုံးအောက်ကိုကျသွားပါတော့တယ်ဘယ်လာထရစ်ကတိုးရမနေပဲသူ့ညီမကိုလှမ်းဆွဲပြီးသူ့ရဲ့ခန္ဓာကိုယ်နဲ့နယ်ရီဆာကိုကာကွယ်ပေးခဲ့တယ်လေ အမနေအဆင်ပြေရလား ကိုယ့်အတွက်ပဲကိုစိတ်ပူပါငါအားနေတဲ့သူမဟုတ်ဘူး လှုပ်ဝက်စမ်းကျတဲ့ရှေးဟောင်းတကားပေါက်ကိုရောက်တဲ့အထိအမောင်တွေကနေသူတို့ရှောက်လာခဲ့ကြပါတယ်သူတို့ဝင်ပေါက်ကိုဖျက်ပြီးတာနဲ့ချက်ချင်းပဲတကားကတော့ပိတ်သွားပါတော့တယ်သူတို့ဝင်ပေါက်ကိုဖျက်ပြီးတာနဲ့ချက်ချင်းပဲတကားကတော့ပိတ်သွားပါတော့တယ်အဲ့ဒါကသေစီနယ်လောက်တဲ့ထောင်ချောက်တွေဖြစ်ပြီးရှေရီအဆက်မပြတ်စီးကြတာကအခန်းထဲမှာရှေရီချက်ချင်းပြေးလာခဲ့ပါတယ်နယ်ရီဆာကရေကိုကြောက်ရွံ့တဲ့စိတ်ကလွှမ်းမိုးသွားတာကြောင့်သူ့မော်အစွမ်းတွေအားလျော့လာပြီးသူညှိ့ညွတ်သွားပါတော့တယ် Evzovara not Van Gulen Faravin အာဘယ်ကာတာနဲ့မှလည်းမရဘူး လေလူကမရှိတော့ပါဘူးသူတို့အတူတူလွတ်မြောက်အောင်မပြေးနိုင်ဘယ်လာထရစ်ကရေနစ်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့နောက်ဆုံးကြံရှိတဲ့ခွန်အားကိုနယ်ရီဆာနဲ့ဝေမျှဖို့အသက်ကယ်ကာတာကိုရွတ်လိုက်ပါတယ်နှွေးထွေးတဲ့မော်ဆွန်အားရဲ့အထီးတွေကိုခန်းစားလိုက်ရတဲ့နယ်ရီဆာကရှုပ်တရက်ဆိုသလိုပဲအမတ်တရတွေကိုပြန်တတိရလာခဲ့ပါတယ်သူတို့ရဲ့ငယ်ဘဝအချိန်တွေကိုပေါ့မိဘမဲ့ကောင်မလေးနှစ်ယောက်ကအိမ်အိုကြီးထဲမှာနှစ်ယောက်အတူတူစံပြုတ်တစ်ပကံကိုဝေမျှတောက်ခဲ့ကြရပါတယ် ငယ်တဲ့ကမိဘတွေဆုံးပါသွားခဲ့တာကြောင့်ကြံရှိခဲ့တဲ့ငွေကရှင်သန်မှုအတွက်ပဲလောက်ရုံပဲရှိပြီးအိမ်မက်တွေအတွက်တော့မလုံလောက်ခဲ့ဘူးလေ ဟာငါတော့စောင်းတက်ပညာသင်ပေးတဲ့အကြောင်းသွားခြင်းတယ်ဒါမဲ့နှစ်ယောက်လုံးအတွက်မပြောနဲ့စာအုပ်တုပ်ကိုတော့မလုံလောက်ဘူး ငါနီးလိုက်ရှာကြည့်လိုက်အောင်မယ် သူတို့မှကြံရှိနေတဲ့ငွေတွေကိုယူပြီးဘယ်လာထရစ်ပျောက်သွားတဲ့နေ့မှာပဲအရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်သူကတက်ချန်ခဲ့တဲ့အကြောင်းကနေအခမဲ့ပညာသင်ဆုရရှိကြောင်းစာရောက်လာတဲ့နေ့အထိနယ်ရီဆာတယောက်တည်းကြိတ်ငုံနေခဲ့ရပါတယ်နယ်ရီဆာကျောင်းကိုပထမဆုံးရောက်တဲ့နေ့မှာပဲနဲ့လုံးမလောက်လေးမလောက်စားဆုံးမဖြစ်လာဖို့စ조사နေရလားသူငိုတဲ့အထိသူ့ကိုရင်းနေစမ်း ဒါပေမဲ့အကြောင်းပြချက်တချို့ကြောင့်သူ့ကိုအနိုင်ကျင့်တဲ့သူတွေကသူ့ကိုကြောက်သွားခဲ့ကြတယ်လေအဲ့ဒီအချိန်ကစလို့နယ်ရီဆာလည်းအေးအေးဆေးဆေးပညာသင်ခွင့်ရခဲ့ပြီးကျောင်းရဲ့အတော်ဆုံးနဲ့အလားအလာအရှိဆုံးဆုံးမတွေထဲမှာတယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့နောက်တော့မှနယ်ရီဆာသိလိုက်ရတာကဘယ်လာထရစ်ကသူရှာရသမျှငွေအကုန်လုံးကိုကျောင်းကိုပို့ပေးနေခဲ့ပြီးသူ့ရဲ့ညီမလေးကိုတသက်တာပညာသင်ဆုပေးဖို့တောင်းပန်ခဲ့တာပဲဖြစ်ပါတယ်နယ်ရီဆာအနိုင်ကျင့်ခံရတိုင်းလဲဘယ်လာထရစ်ကပဲသူ့ရဲ့အမောင်မော့အစွမ်းကိုအသုံးပြုပြီးနောက်ထပ်မလုပ်ရဲအောင်ချင်းချောက်ခဲ့တဲ့သူပဲလေဒီလိုနဲ့တဖြည်းဖြည်းဘယ်လာထရစ်ကမကောင်းတဲ့မော်ပညာကိုသုံးခဲ့မိလို့ယူနမ်မီစိုးသွမ်းတဲ့ဆုံးမအဖြစ်မကောင်းတဲ့ကြော်စောလာခဲ့တာပဲဖြစ်ပါတယ်ဘယ်လာထရစ်ကအသက်ဆုံးဖြည့်ချင်းပေးနိုင်ခဲ့လို့နယ်ရီဆာလည်းပြန်တတိရလာခဲ့ပါတယ် ဒါဆိုနေကငါ့အတွက်အများတန်းရှိနေခဲ့ရပဲနေရအားလုံးကိုငါ့အတွက်ဆွတ်လို့ပေးဆက်ခဲ့တယ် သူတို့ရဲ့စွမ်းအားနှစ်ခုပေါင်းစည်းမိတဲ့အခါမှာတော့ခွန်အားအသစ်တစ်ခုဖြစ်လာပြီးနယ်ရီဆာရဲ့စုံအတက်ပညာကပုံမြင့်လာခဲ့တာကြောင့်နောက်ဆုံးမှာတော့ရှီထောင်ရောက်ကနေလွတ်မြောက်သွားခဲ့ကြပါတယ် အမငါအခုအားလုံးတည်သွားပြီငါကြောင့်နေခံစားခဲ့ရတဲ့နာကျင်မှုတွေအားလုံးအတွက်ငါတကယ်တောင်းပန်ပါတယ် ကဲငုံမနေနဲ့တော့တော်တော့အရင်အငိုတန်တာပဲအဲ့ဒါအကြီးကဲမော်တုတ်တန်လားအဲ့ဒါမော်လောကမှာခွန်အားအကြီးဆုံးလက်နက်တစ်ခုပဲရှူရစ်က မော်ဒုတ်တန်ကိုဘယ်လာထရစ်ကဆွဲယူလိုက်တဲ့ဆိုရင်ပဲထောင်ဆောင်အကြီးကဲပေါ်လာပြီးမော်ဒုတ်တန်ကိုချစ်ချင်းပြန်လူယူခဲ့တဲ့အပြင်တန်ဂျိုးတွေနဲ့ဘယ်လာထရစ်ကိုချီနှောင်လိုက်ပါတယ် ငါ့ကိုပြန်လွှတ်ပေးစမ်းအဲ့ဒါငါ့မော်တုတ်တန်နင်ကရုံမော်ကောက်ချစ်တဲ့သူပဲငါ့ကိုလော စရိယာထောင်သားတွေကိုစရိယာထောင်ဝတသက်လုံးပိုင်တယ် အမသူ့လွတ်စမ်းဖာလစ် သူကျန်းတန်းစွာတိုက်ခိုက်ခံခဲ့ရပေမဲ့နယ်ရီဆာကပြန်လည်တိုက်ခိုက်ဆဲပါ မင်းတို့ကဲလို့မရဘူးအလကအကုန်ခံမနေနဲ့ နယ်ရီဆာကာရာမရွတ်ဆိုခင်မှာပဲထောင်ဆောင်ကသူ့ကိုဖမ်းဆီးချုံလောင်ထားလိုက်ပါတယ် ဖမ်းလိုက်အမ မော်ဒုတ်တန်ကဘယ်လာထရစ်ကလက်ထဲကိုရောက်သွားခဲ့ပါတယ်သူဟာသူ့ကိုချီနှောင်ထားတဲ့တန်ဂျိုးတွေကိုဖြုတ်ပစ်လိုက်ပါတယ် အရန်တော်
တော်ရဲ့ညီမလေး အဲ့ဒီနောက် Bellatrix လည်းပြင်းထန်စွာတက်ခိတ်ပါတော့တယ်ထောင်ဆောင်ရဲ့လက်ထက်ကနေ Nerissa လွတ်သွားပြီးသူလည်းနှောက်ကိုဆုတ်သွားခဲ့တယ်လေညီမနှစ်ယောက်လည်းလွတ်မြောက်နိုင်ခဲ့ပါပြီသူတို့ရဲ့စွမ်းအားတွေကိုပေါင်းစည်းလိုက်ပြီးအားကြီးတဲ့စွမ်းအားကိုထုတ်လို့ကနောက်ဆုံးမှာတော့ Syria ထောင်ဆောင်လည်းရှုံးနေသွားပါတော့တယ် ဒီမှာထောင်ဆောင်ရဲ့ဆွဲဆောင်တော့ဒါဇူရီယာထောင်ထဲကတောက်ခတ်ထားတဲ့အရာတွေအားလုံးဖွင့်လို့ရတယ် နောက်ဆုံးတော့ညီမနှစ်ယောက်ကိုတွဲလျက်ခတ်ထားတဲ့လက်ထိတ်ကိုလည်းဖယ်ရှားနိုင်ခဲ့ပါပြီ အမငါတောင်းပန်ပါရဲ့ငါနေ့ဘောကိုတန်တရားတွေဝင်ခဲ့မိရဲ့အချိန်ကငါနေ့ကိုထားပြီးတော့ထွက်သွားခြင်းခဲ့မိရဲ့ ဟေးအဲ့ဒါငါရဲ့ရွေးချယ်မှုပဲငါလှုပ်ချင်လို့ကိုလှုပ်ခဲ့တာအဲ့ဒီတော့လည်းငါကျေးဇူးမတင်ခိုင်းပါဘူး Nerissa ကရှေးဟောင်းတော့ကိုအသုံးပြုပြီးတကားကိုဖွင့်လိုက်ပါတယ်ညီမနှစ်ယောက်လက်ချင်းတွဲပြီး Syria ထောင်တကားကနေထွက်လာခဲ့ကြပါတယ်မျက်စိတမိတ်အတွင်းမှာပဲ Nerissa ရဲ့လက်တွေလေထဲမှာအေးခဲသွားခဲ့ပါတယ် Bellatrix ကတဖြည်းဖြည်းချင်းမိမ့်မိန်ပြောက်ကွယ်လာလို့ပါပဲ အမမဖြစ်ဘူးနေရလို့မဖြစ်ရဘူးဘာဖြစ်နေရလဲ မိုင်းမဲလိုက်တဲ့ညီမလေးငါရဲ့အသက်ဆွမ်းအားတွေနှင်းကိုပေးလိုက်ပြီးရဲ့အချိန်ကလေးကငါတည်ဆုံးသွားခဲ့ပြီအခုနင်းတွေ့တဲ့အရာနှင်းကိုနောက်ဆုံးတစ်ခေါက်လွတ်မြောက်ဖို့အတွက်အကူအညီပေးနေတဲ့ငါရဲ့ဝိညာဉ်ပဲ ဒါဆိုအရာအားလုံးကငါလုပ်ခဲ့သမျှအရာအားလုံးကအထိပ္ပယ်မဲ့သွားပြီလားဘာလို့ငါ့ကိုမပြောဘဲနဲ့နင်တယောက်တည်းအမြဲတမ်းလုပ်ပေးခဲ့တာလဲဒါအောင်ငါဘယ်လိုရင်ဆိုင်ရမလဲ မဟုတ်ဘူးနင်ငါ့ကိုရှာတွေ့ခဲ့တယ်လေငါ့ကိုငါပြန်ပြီးမှတ်မိအောင်လဲနင်ကကူညီခဲ့တယ်နေယူလာပေးတဲ့အမှတ်တရကောင်းတွေငါ့ရဲ့ထဲမှာရှိနေမှာပါငါရဲ့အမားတွေအတွက်ငါနဲ့အပေါ်မှာပြန်ပြီးတော့ပေးဆက်ခဲ့တယ်လို့ပဲမှတ်ယူလိုက်ပါငါရဲ့အချိန်တွေကုန်ဆုံးသွားပြီခွန်အားအပြည့်နဲ့ရှေ့ဆက်ပါညီမလေးနင်ကြောင့်ငါဂုဏ်ယူနေမယ် ကျေးဇူးတင်ပါတယ်တနေ့ကျရင်ငါတို့ပြန်ဆုံမယ်ငါခရီးပေးတယ် နှစ်တွေအတော်ကြာပြီးတဲ့နောက်မှာ Nerissa ကတစ်သားရုပ်ထုတစ်ခုကိုထုလုပ်ခဲ့ပါတယ် Bellatrix နဲ့တထရာတဲ့တူတဲ့ပုံတူပါသူကသူ့ရဲ့ချစ်ချင်းမြတ်တာတွေနဲ့မော့အစွမ်းတွေကိုထည့်သွင်းလိုက်ပါတယ် ဟယ်လိုညီမလေးနာရီစာ Hello Bellatrix